ချင်းပေါင်းအလွယ်လုံနီးလေးကိုလှုပ်ပြပေးပါမယ်ရှင်ပထမအနေနဲ့ဒီမယန်းသီးလေးတွေဈေးရဝယ်လာတယ်ပေါ့နော်ဒါလေးက20သားပါရှင်အများကြီးရတယ်ပေါ့နော်ဒါလေးကိုခွဲမယ်အစိထုတ်မယ်ပြီးရင်နော်ရေပြောင်ဆေးပေးပါမယ်ရှင်ပြီးသွားရင်နော်ဒီစိမ်မဲ့ဘူးလေးတွေကိုထည့်ပါမယ်ဘူးတန်တန်လေးပေါ့နော်ဘူးတန်တန်လေးတွေကိုထည့်ပါမယ်ရှင်တခြားရေလေးကိုပြောင်ဆေးပြီးထည့်ပါမယ်ပြီးသွားရင်နော်ဒါလေးကပါဝါမှုန့်လေးပေါ့နော်ဒီပါဝါမှုန့်လေးကိုထည့်မယ်မယန်းသီးပုံမူတည်ပြီးတော့တီဗီထည့်ပေးပေါ့နော်အရန်ချိုတာမကြရင်တော့နည်းနည်းလေးထည့်ပေါ့နော်တကယ်လို့ကိုကအချင်းကိုကြောက်တယ်ဆိုရင်တော့နည်းနည်းလေးပို့ထည့်ပေးပါရှင်ပြီးသွားရင်တော့ဘူးလေးကိုဒီလိုလေးခလောက်ပေးလိုက်ပါနှံအောင်ပေါ့နော်အပေါ်အောင်နှံအောင်ခလောက်ပေးလိုက်ပါပြီးသွားရင်ရေလေးကိုမြုပ်အောင်ထည့်ပေးပါရှင်ဒီမယန်းသီးလေးတွေမြုပ်အောင်ထည့်ပေးပါပြီးသွားလို့ရှိရင်ပါဝါမှုန့်လေးတွေပျော်အောင်လို့ဇွန်းလေးနဲ့တေချာပြန်မှွေပေးတယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့တစ်ပတ်လောက်တော့ထားပေးလိုက်ပါဖုံးပြီးတော့တစ်ပတ်ပြည့်သွားရင်တော့ဒီလိုမျိုးလေးတွေပေါ့နော်မယန်းသီးလေးတွေကအေးအေးလေးနဲ့ဒီလိုလေးတွေဖြစ်လာပါမယ်ရှင်အဲ့ခါကျရင်တော့ငပိရည်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်အချက်မုံနဲ့နေပြီးတော့ပဲဖြစ်ဖြစ်ငံပြားရည်နဲ့ပဲဖြစ်ဖြစ်နေပြီးတော့စားလို့ရပါပြီရှင်လုံးဝအချင်တက်မရှိဘဲနဲ့တအားစားလို့ကောင်းပါတယ်ရှင်ဒီမှာဝယ်စားလို့ရှင်1000ဘိုး9ချမ်းလောက်ပဲရတယ်နော်အိမ်မှာဝယ်စား2000ဘိုးလောက်ဆိုရင်အဲ့မှာအကြာကြီးစားလို့ရတယ်ရှင်တမိသားသုံးလုံးလည်းစားလို့ရပါတယ်